ခေါင်းချုံပေါ်ဝမဝစ်ပဲတချင်းဆိုဖျော်ဖြေခဲ့လို့အမျိုးသမီးအဆိုတော်တဦးကိုအစိုးရကနေကြိမ်တန်း84ချက်ပြင်းပြင်းထန်ထန်ချမှတ်လိုက်တဲ့ဖြစ်ရပ်တစ်ခုနိုင်ငံတကာဆယ်လီလောကမှာအကြီးအကျယ်ကြရက်ထနေပါတယ်။ဒီဖြစ်ရပ်ကတော့အီရန်နိုင်ငံကအသက်29နှစ်အရွယ်ပေါ့အဆိုတော်ပါရာစတူအာမာဒီဖရာစတူအမတ်ဒီရဲ့ဖျော်ဖြေပွဲမှာဖြစ်ပွားခဲ့တာပါ။သူမဟာအမျိုးသမီးတွေအပေါ်တင်းကျပ်လွန်းတဲ့ဝတ်စားဆင်ရင်မှုဥပဒေကိုကန့်ကွက်တဲ့အနေနဲ့ခေါင်းချုံပေါ်ဝဟိုက်ဂျာဘ်မပါဘဲရည်ရွယ်ချက်ရှိရှိဖျော်ဖြေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အဆိုတော်ပါရာစတူဟာအွန်လိုင်းပေါ်ဗီဒီယိုတင်ခဲ့ပြီးနောက်မှာတော့အစ္စလာမစ်တရားရုံးရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ပိုပြီးဆိုတာကတော့သူမတဦးရဲတင်မကပဲအဲ့ဒီပွဲမှာအတူတူတီးခတ်ပေးခဲ့တဲ့ဘန်တစ်ဖွဲ့သားတွေနဲ့ပွဲစီစဉ်သူတွေအားလုံးပါကြိမ်တန်း84ချက်စီအတူတူချမှတ်ခံခဲ့ရတာပါ။အမှုပညာနဲ့ဘာသာရေးအယူအဆတွေကြားမှာပိတ်မိနေတဲ့အမှုပညာရှင်တွေရဲ့ဒီလိုပြစ်ဒဏ်အပေါ်ပရိသတ်တို့ရောဘယ်လိုမြင်ကြလဲရှင်။ comment မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးနော်။အမှုပညာသတင်းတွေကိုအမြဲတမ်းရဖို့ကျမတို့ channel ကိုလည်း follow လုပ်ထားဖို့မမေ့နဲ့နော်။